ဒီနေ့မှာတော့ခေတ်အဆက်ဆက်ကိုကြော်ဖြတ်ပြီးလူတွေရဲ့ရင်ထဲမှာဆွဲချနေခဲ့တဲ့ကြေကွဲစရာဇလန်တဘိုးအကြောင်းပြောပြခြင်းပါတယ်ဒါကလေတိုင်းတစ်ပတ်ကရန်သူတွေနဲ့တိုက်တဲ့စစ်ပွဲမဟုတ်ဘူးတော်ဝေမိသားစုတစ်ခုထဲမှာပဲဖက်ခင်နဲ့တာထိတ်တိုက်တွေ့ကြတဲ့ဖြီးလေးစစ်ပွဲကြီးတစ်ခုပါဒီဇလန်ထဲမှာရီမန်းချက်တွေတစ္ဆာဖောက်မှုတွေနဲ့အာနာအတွက်ဆိုရင်ဘလောက်ထိဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာကိုအတူတူကြည့်သွားကြအောင်ဒီဇလန်တစ်ခုလုံးကိုခြုံငုံလိုက်ရင်လေအဓိကမေးခွန်းကြီးတစ်ခုပဲထွက်လာတယ်အာနာအဲ့ဒီအာနာရဲ့တကက်တန်မှုကဘာလဲအာနာရဖို့ကဘာတွေပေးဆက်ရတယ်လဲပေါ့ဒီဇလန်ဆုံးသွားတဲ့အခါဒီမေးခွန်းရဲ့အဖြေကိုကျွန်တော်တို့အားလုံးစဉ်းစားစရာတွေအများကြီးရတော့ပါလိမ့်မယ်ဇလန်ကိုစဖွင့်လိုက်ကနဲ့မြင်ခွင်းကတော်ကိုတုံလုတ်စရာကောင်းပါတယ်ဒီတရေရဲ့အကြီးမဲ့ဆုံးပြင်းဖြစ်ထမှတ်ခံရတဲ့ဓာဝေမင်းကြီးအခုထီနောင်းကိုဆွန့်ပြီးထွက်ပြေးနေရတယ်သူ့ကိုဘယ်သူကဖြုတ်ချခဲ့တာလဲဒါတခြားသူမဟုတ်သူတိတ်ချစ်ရတယ်ဒီမှာချက်လည်းအလုံးကြီးတဲ့သူ့ရဲ့တာဝေရင်အပ်ရှလွန်ကိုတိုင်းပါအခုဆိုအပ်ရှလွန်လောင်ကထီနောင်းပေါ်ရောက်တော့ဒါပေမဲ့လေအာနာစရာရဖို့တဲ့တင်းထားဖို့ကပုခက်တာပြင်းတဲ့တဲ့သူ့အတွက်ပထမဆုံးချရမယ်ဆိုတဲ့ချက်ကအရေးကြီးဆုံးသူ့အပြီးဓာဝေကိုဘလို့အပြီးတက်ပြစ်ဖြစ်တယ်သူရွေးချယ်လိုက်တဲ့အကြံဉာဏ်ပေါ်ပြီးသူ့ရဲ့နန်းတက်ကခိုင်နေသွားမလားဒါမှမဟုတ်ပျက်စီးသွားမလားဆိုတာအဆုံးဖြတ်ပေးပါမယ်တကယ်စိတ်မီပြင်မှာတားလာနေမတုံးရသေးခင်မှာပဲနန်းတော်ထဲမှာတိုက်ပွဲတစ်ခုစစ်နေပြီဒါကတွေးထတန်ရိုတိုက်ပွဲမဟုတ်ဘူးညံပညာချင်းရှင်ပြရရဲ့စစ်ပွဲတနည်းပြောရင်ဖြူဟတိုက်ပွဲပေါ့အကြံပေးနှစ်ယောက်ရဲ့အကြံဉာဏ်တွေထိတ်တိုက်တွေ့နေပြီဘီရင်အစ်အောက်ရှလုံကဘသူစကားကိုနားယောင်မလဲဆိုတာကအစုံအဖြစ်ထစ်လာတော့မယ်ရှေးခေတ်ဖရင်တွေအတွက်လေအကြံပေးစကားဆိုတာအသက်ပြအကြံကောင်းတစ်ခုကနိုင်ငံတစ်ခုလုံးကိုကဲနိုင်တယ်အကြံမားတစ်ခုကတော့နိုင်ငံတစ်ခုလုံးကို6ထည့်တွန်းချနိုင်တယ်အခုအပရှလုံဟာသူ့ရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမဲ့လမ်းနှစ်တွေ့ချရွေးချယ်ရဒီနေရာမှာကွဲပြားတဲ့ view ဟာနှစ်ခုကိုရှင်းရှင်းလင်းလင်းတွေ့နေတယ်အဟိတောဖေးရဲ့အကြံကရက်ဆက်တယ်ဒါမဲ့တေချာပေါက်ထိရောက်တယ်ချက်ချင်းထိုးစစ်စင်ဒါဝိတ်ကိုအမြင့်ဖြတ်ပြီးခုရှိရဲ့အကြံကတော့ထမှန်ပေါ်ပါတယ်ကိုကြီးကျယ်ခံရတယ်ပြီးတော့အပရှလုံရဲ့မာနကိုတော်တော်လေးမြောက်ပြင်ပေးထားတယ်ဆိုတော့အပရှလုံကဘာကိုရွေးလိုက်လဲထိရောက်မှုထက်သူ့ရဲ့မာနကိုပိုကျဉ်းနှံ့စေတဲ့ခုရှိရဲ့အကြံကိုရွေးလိုက်တယ်ဒါဟာသူ့ဘဝရဲ့ပထမဆုံးနဲ့အကြီးမားဆုံးအမားဖြစ်သွားတာလေအဟိတောဖေးလေးဆိုတာစာမအကြံပေးတဲ့ရောက်မဟုတ်ဘူးနော်သူခေတ်ခါမှာဉာဏ်ပညာရှိဆုံးလို့နာမည်ကြီးတယ်သူ့အကြံကိုပယ်ချလိုက်ပြီးဆိုတဲ့ကဒီစစ်ပွဲရှုံးတာပဲဆိုတာကိုသူကြိုးပမ်းလိုက်သူကစစ်ရှုံးတာတော့မဆောင်တော့သူ့ဘာသာကိုအဆင်စီသူရဲ့လောက်ရကဒီဗျူဟာတိုက်ပွဲရဲ့အလောင်းအစားဘလောက်ကြီးတယ်ဆိုတာကိုတွေးထတန်ညုံမပါပဲထပ်သိပြသွားခဲ့တာပါအဘရှလုံရဲ့ဆုံးဖက်ချစ်ကဒါဝိအတတေစာရင်းရေးလိုက်တာနဲ့အတူတူပဲဒါပေမဲ့နန်းတော်ထဲမှာဒါဝိဘက်ကမထင်မှတ်ထားတဲ့သူမျိုးတယောက်ရှိနေတယ်အဲ့ဒါကဟူရှေပဲအခုဟူရှေကအချိန်နဲ့အမျှပြိုင်ပင်းပြီးသူ့ရဲ့ဘရင်အစ်စ်ဖြစ်တဲ့ဒါဝိကိုသတိပေးရတော့မယ်နိုင်တစ်ခုလုံးရဲ့ကံကြမ္မာကသတင်းစကားလေးတစ်ခုအချိန်မီရောက်မရောက်ပေါ်မှာပဲမူတည်နေတော့တယ်ဒီသတင်းကိုပို့တဲ့ခရီးကတကယ့်ကိုအသက်နဲ့ရန်ရတာဟူရှေရဲ့သတင်းစကားကိုတက်လာတဲ့သူလုံးနဲ့ရောက်ကိုအဘီရှလုံရဲ့လူတွေကတွေ့သွားပြီးအသေးလဲလိုက်ကြရောဒါပေမဲ့ကန်ကောင်းစွာနဲ့အမျိုးသမီးကြောက်ရဲ့ပါနတ်တဲ့ခုနီကြောက်ရေတွင်းတစ်ခုထဲမှာပုံပြီးလွတ်သွားတယ်အပေါ်ကနေကျုံစပါးတဲ့နဲ့ဖုံးထားလိုက်တော့လိုက်တဲ့သူတွေလုံးဝမရိပ်မိတော့ဘူးတကယ့်ကိုတင်မင်းခံတွင်းဝါးကနေတီတီလဲလွတ်သွားတာအဲ့လိုအောင်မင်းနဲ့သူလိုစစ်စင်ရေးကြောင်ပဲဒါဝိမင်းကြီးနဲ့သူ့ရဲ့အားလုံးအဖမ်းမခံရခင်ဂျော်ဒန်မြစ်ကိုဖျက်ကူဖို့အချိန်ကြီးသွားတယ်လောလောဆယ်တော့အသက်ပေးကလွတ်သွားပြီပေါ့ဒါပေမဲ့စစ်ကွာကတော့မပြီးသေးဘူးရှောင်လွဲလို့မရဘူးအခုသူကသူ့စစ်တပ်ကိုပြန်ဆူဆီးပြီးသူ့သားကိုရင်ဆိုင်တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုတော့ပြန်ရသွားပြီကဲအခုတော့အေယာအားလုံးက Averin Doll လို့ခေါ်တဲ့ကန်ချမာကိုအဆုံးဖြတ်ပြမဲ့တောအုပ်ကြီးထဲမှာဖြစ်တော့မယ်ဒါပေမဲ့လေဒါဝိမင်းကြီးကသူ့စစ်တပ်ကိုစစ်ပြင်ဖို့အမိန့်ပေးနေပေမဲ့သူ့စိတ်ထဲမှာတော့စစ်သူကြီးကယောက်ရဲ့တောက်ပဲနဲ့ဖခင်တယောက်ရဲ့မြေတာအဲ့ဒီနှစ်ခုကအပြင်းခံလွန်ဆွဲနေကြရတယ်တိုက်ပွဲမစခင်မှာပဲဒါဝိကသူ့ရဲ့စစ်သူကြီးတွေကိုထူးဆန်းပြီးခြေကွဲစရာကောင်းတဲ့အမိန့်တစ်ခုပေးခဲ့တယ်ငါမျက်နှာကိုထောင်ပြီးဒါတော့အဖျားလုံးကိုတညပေးချပါတယ်စဉ်းစားကြည့်လေသူကပုံကန်သူခေါင်းဆောင်ကိုနှိမ်နှင်းချင်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲအဲ့ဒီပုံကန်သူကသူ့သားထင်းနေတော့အသက်ရှင်နေတော့မယ်ဒီအမိန့်စကားလေးတစ်ခွန်ကပဲနောက်ပိုက်ထစ်လာမဲ့ခြေကွဲစရာတွေအလုံးရဲ့အရေးအယောင်လို့ဖြစ်နေခဲ့တယ်2000ဟုတ်တယ်လူ2000အဲ့ဒီ Efrain တောထဲကတိုက်ပွဲမှာကြားဆုံးကြတယ်လို့အရေးသွားပဲဒါပေမဲ့ထိတ်လန့်စရာအကောင်းဆုံးကဘာလဲဆိုတော့အဲ့ဒီလူအများစုကဓာတ်ချက်နဲ့သေးတာမဟုတ်ဘူး
အဲ့ဒီလမ်းမတိရဲ့အန်ဒရီများတဲ့တောနှစ်ချီထမ်းမှာပဲလမ်းပြော်ပြီးတည်ခဲ့တာတောအုပ်ကြီးကိုယ်တိုင်ကဒါဝိအတွက်စစ်တိုက်ဖိနေလို့ပါပဲ အဘရှလုံးရဲ့ကံကြမ္မာကိုအဆုံးသတ်လိုက်တာကဓာတ်စင်းခေါ်ခဲ့လို့သူ့ရဲ့မာနသူ့ရဲ့အလားအပအဲ့ဒါတွေရဲ့သင်္ကေတဖြစ်တဲ့သူ့ရဲ့နာမည်ကြီးစံပင်ရှည်ကြီးတွေကိုလိုက်မယ်တိုက်ပွဲကညလာတစည်းနဲ့ထုတ်ကြရင်းနဲ့သူ့စံပင်တွေကဝတ်တိချပင်နဲ့အကိုင်အခက်တွေမှာတွားငီးပြီးကောင်းကင်နဲ့နေကြီးကြမှာအကူညီမဲ့စွာချိတ်လွယ်ကြီးကြံနေခဲ့တော့တယ် ဒီအချိန်မှာစစ်သူကြီးရွာပါကခက်ခိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရတော့တယ်သူဘာကိုရွေးမလဲဘယံရွက်အဖို့ကိုရေးခံစားချက်လားဒါမှမဟုတ်နိုင်ငံတော်ရဲ့တည်ငြိမ်ရေးချမ်းရွေးလားသူကဒုတိယတစ်ခုကိုရွေးလိုက်တယ်ဒါဝိမင်းကြီးရဲ့တိုက်ရိုက်အမြင်ကိုဖီးဆန်ပြီးဒီဗီဒီယိုစစ်ကိုအပြီးတိုင်အဆုံးသတ်ဖို့အတွက်အပရှာလုံးကိုထုလက်နဲ့ကိုလိုက်တပ်ပစ်လိုက်တယ်ဒါကိုဘယ်လိုပြောမလဲအမိန်မနာခံတဲ့တစ္ဆာဖောက်မှုလားဒါမှမဟုတ်တိုင်းပြည်အတွက်ရက်ဆက်ဆက်ကဝင်ကြည့်ပုံလိုက်တာလား စစ်မြေပြင်ကတိုက်ပွဲကပြီးသွားပြီဒါပေမဲ့ဒါဝိမင်းကြီးအတွက်တော့တကယ်တိုက်ပွဲကအခုမှစားနေတော့မယ်သူကမြို့တကာဝါမှာစိုးရင်တကြီးနဲ့တည်င်းဆောင်နေတယ်သူစိတ်ထဲမှာလည်းဘယ်သူနိုင်နဲ့ဘယ်သူရှုံးတယ်ဆိုတာအရေးမကြီးဘူးသူသားလေးအဗရှလုံရဲ့ကံကြမ္မာကိုပဲသူသိကျင်နေတာသူဘဝရဲ့အဆိုးရွားဆုံးတဲ့င်းကိုကြားရတော့မယ်ဆိုတာအဲ့ဒီချိန်မှာလုံးဝမသိသေးဘူး အဲ့ဒီအချိန်မှာပဲမျိုးရိုးပေါ်ကကင်းသမားကအဝေးကနေပြေးလာနေတဲ့လူတယောက်ကိုလှမ်းမြင်လိုက်တယ်။တရင်ပေးဖို့သူပဲတရင်ရောက်လာပြီ။ဒါမဲ့ဘယ်လိုတရင်မျိုးလဲ။အောင်ပွဲခံရတဲ့တရင်လားဒါမှမဟုတ်နှလုံးကြေကွေးစရာတရင်လား။မြို့တကားဝတစ်ခုလုံးမှာတိတ်ဆိတ်မှုကတင်းမာမှုလည်းနဲ့ပြည့်နေတယ် သတင်းပေးပေါ်တဲ့သူကြလာတော့ဒါဝိတ်ကစစ်ပွဲအကြောင်းရန်သူဘလောက်ကြာဆုံးသွားလဲဆိုတာဘာတစ်ခုမှမမေ့ဘူးသူ့နောက်ကလာနေထွက်လာတဲ့တစ်ခုတည်းတော့မိကွန်ကတားတော့ F Shalom ဘေးကင်းရလာတယ်ဒီမိကွန်တစ်ခုနဲ့တင်အဲ့ဒီအချိန်မှာသူဟာဖျင်တပမဟုတ်တော့ပဲစိုးရိမ်နေတဲ့ဖခင်တယောက်ပဲဖြစ်နေတယ်ဆိုတာကိုအားလုံးရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ် ဒါပေမဲ့ပထမဆုံးရောက်လာတဲ့တည်ပေးသမားကအောင်ပွဲရတဲ့အကြောင်းကိုပဲပြောပြီးဖေရဲ့ဓာတ်ရိုက်မေကုန်းကိုတော့ရှောင်သွားတယ်အဲ့ဒီကြောက်စရာကောင်းတဲ့အမှန်တရားကိုဖွင့်ပြောဖို့သူမစွမ်းဆောင်နိုင်ဘူးသူ့ရဲ့အဲ့ဒီလိုရှောင်လွဲသွားတဲ့တိတ်ဆိတ်မှုကစကလုံးတွေထက်တောင်ပိုကျဲလောင်ပြီးဒါဝိရဲ့စိုးရင်စိတ်ကိုပိုပြီးတော့ကြီးထွားလာစေခဲ့တယ်အဖြေကိုရှင်းရှင်းလင်းမတိရတဲ့ခင်ပါပဲနောက်ထပ်တည်ပေးဖို့သူတယောက်ထိုက်ရောက်လာပြန်ရောဒီတစ်ခါတော့ဒါဝိရဲ့မျောလင်းခြင်းနဲ့ကြောက်ရွံ့မှုတွေကအထွတ်အထိပ်ကိုရောက်သွားပြီဒီလူကအမှန်တရားကိုပြောတော့မှလားဒုတိယသတင်းပေးဖို့သူကလည်းအမှန်တရားကိုတက်ရဲမပြောရဘူးဒါပေမဲ့သူကတွဲဝိုင်းပြီးတော့ကျင်းစာဆန်ဆန်စကားလုံးနေနဲ့ပြောခဲ့တယ်အရှင်မင်းကြီးရဲ့ရန်သူအားလုံးအဲ့ဒီမင်းသားလေးလိုပဲဖြစ်ပါစေတဲ့အဲ့ဒီစကားလုံးတွေကဓာတ်တဆင်းလိုပဲဓာတ်တို့ရဲ့နှလုံးသားတွေကိုစိုက်ဝင်သွားတယ် Epsilon baby ဒါကိုဓာတ်ဝေမင်းကြီးသဘောပေါက်သွားပြီကဲအခုဇလန်ကသူ့ရဲ့အမြင့်ဆုံးအခြေကွဲရဆုံးအခိုက်အတန့်ကိုရောက်လာပြီနိုင်ငံတော်အတွက်တော့ဒါဟာကြီးမြတ်တဲ့အောင်ပွဲတစ်ခုပဲဒါပေမဲ့အဲ့ဒီအောင်ပွဲကိုရယူပေးခဲ့တဲ့ဘရင်အတွက်တော့ဒါဟာသူ့ဘဝရဲ့အကြီးမားဆုံးရှုံးနိုင်မှုဖြစ်သွားခဲ့တယ်အောင်ပွဲအတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးကသူ့တက်နိုင်တဲ့အများကြီးပိုကြီးမားနေခဲ့ပြီဒီဇလန်ကလည်းအောင်ပွဲ campaign တစ်ပါးရဲ့ကြွေးကြော်တိုင်းနဲ့မဟုတ်ပဲနှလုံးသားတစ်စစ်စီကြေမွတ်သွားတဲ့ fucking တယောက်ရဲ့ငိုရှိုက်တိုင်းနဲ့ဆုံးသက်သွားတယ်တာဝဲရဲ့စကားလုံးတွေကဒီနေ့ထိတိုင်အောင်သမိုင်းထဲမှာပြည့်တင်ထန်နေတော့ပဲ။အိုးငါသားအပရှလုံငါသားအပရှလုံမင်းဆန်းငါသားတေလိုက်ရင်ကောင်းပါလေ။အိုးအပရှလုံငါသားဒီစတဲ့င်ကကျွန်တော်အားလုံးကိုစဉ်းစားကြတစ်ခုခြံထားခဲ့တယ်။အာနာဆိုတဲ့ရစက်တဲ့ကစားဝေးထဲမှာကိုချစ်ဆုံးအမြဲနှုတ်ဆုံးရအောင်စတေးပြီးမှရလာတဲ့အောင်ပွဲဆိုတာတကယ်ပဲတိုင်ရ